ဘာလို့ ထမင်းစားဘာလဲကျော် ဘာလို့တော့အဲ့ဒါ ဒါကမြင့်နဲ့ဝတ်သားနဲ့ရှာတာမြင့်နဲ့ကြော်ချက်ပေါ့ ချင်းမောင်ကျော်ပါ ဟုတ်တယ်မြင့်ကောပါ အချစ်ပါ ဘာနဲ့စားလို့စားမလဲမသိဟိုမှာနော်မျိုးရှိသေးတယ်တမျိုးကဒီမှာငါဒီမှာ ငါချို့ပေါင်းချူချူလေးစပင်းလေးနဲ့ပေါင်း ဘယ်ဥစ္စာမှာစားညာနေစားနေဟာဒီမှာဒါကဝဆလူကျုံဝဆလူ ဝချတော့ ဝဆလာလေ ဝချတော့ဟင်းချိုးတာဝချတော့ဟင်းချိုး ဒီရများဘာစားကျွေးနေရတာဒီထင်းစားဖို့ကျွေးနေရတာ ဘာတွေတော့လား ငါချောက်စီစမ်းဒါနမ်းဖီငွေဖြော တို့စီရ ဒါဟုတ်ချောင်းဒါတူမျိုးထင်းစားမှာဘာနဲ့စားမယ်လို့ဒီလိုပြည့်စား